ချစ်ဦးဆိုတာဘယ်တော့မှသွားမှလည်းဖြစ်တော့မယ်နေမျိုးလေးပဲဘယ်ထောင်ချိုမှဝင်မတိုက်တော့မယ်လူနေရောက်ပဲစိတ်လိုလဲရငေးခွင့်မရှိတော့တဲ့တိမ်ဖြူဖြူတွေပဲဟိုရှိတော့ငါလို့အစရှိမိတာနဲ့ရင်ထဲမှာစိုးနဲ့ဆွေးမြေ့သွားရတဲ့ပုံပြင်လေးတစ်ပုဒ်အကြောင်းနောက်လူတွေကိုမငိုပဲရှင်းပြခြင်းသေးတယ်ချစ်ဘူးလားဆိုတဲ့တယောက်ရဲ့အမေကိုချစ်နေသေးတယ်လို့မှဖြေမိတာအခါကတယောက်တည်းနေသွားတော့မှလားလို့အမေခံရရင်ဘယ်ပဲရုံတွေကမင်းကိုထိုးထိုးပြဖြစ်တယ်အရှုံးသမားတွေရဲ့လက်သုံးစကားအရာဆိုအချစ်ကရှင်းနေဖို့ပါပဲဒါတဘောအလုံးငါတတ်နိုင်တာငါလုပ်နိုင်တာအကုန်ပါပဲတတိရတယ်နေရာပါဝင်ပြန်မရနိုင်တော့တာတွေအားလုံးပေါ့တနေ့နေ့မှဆိုရင်မျောနေချက်မျိုးတော့မပေးခဲ့တော့ပြန်စုံစရာအကြောင်းတွေရှာကြည့်ပေမဲ့ရှာလို့မတွေ့ခဲ့ပါဘူးမနေ့ပြန်ဟာနောက်ဆုံးနေ့ဆိုရင်တော့ဒီနေ့မှကိုမင်းကိုတွေ့အောင်မရှာနိုင်တော့ပါဘူး